အခုလက်ရှိတရုတ်ပြည်မှာအလုံးလုံးနေတဲ့ဒီပြည်ကြီးဘက်မှာပေါ့နော်ဒီနေဆက်ဘက်တော့မတိဘူးပြည်ကြီးဘက်မှာလုံးလုံးတဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေပေါ့နော်ကျွန်တော်အနေငယ်ပြောချင်တယ်ဘယ်လိုမျိုးပြောချင်လဲဆိုရင်အခုကိုလက်ထဲမှာမပုံတင်ရှင်းမပုံတင်အမြဲဆောင်တာမရှင်းတပုံထဲမှာရိုက်ထားမပုံတင်မရှိဘူးဆိုရင်အိမ်ကနေအိမ်ထောင်စုစင်းလမ်းတောင်းထားပါမဖြစ်လို့လဲဆိုရင်ကိုကမပြောတတ်ဘူးလေနော်ကိုအထောက်ထားမရှိလုံနေတဲ့သူဆိုရင်အဖမ်းခံရရင်ကိုကမပုံတင်ဒါမှမပုံတင်တတ်ပုံဒါမှမဟုတ်ရင်အိမ်ထောင်စုတပ်ပုံအဲ့တုံးခုမရှိဘူးဆိုရင်သူများထက်ပိုပြီးတော့ကြာထောင်ကြတတ်တယ်အဲ့ဒါအခုနောက်ပိုင်းကျွန်တော်တငယ်ချင်းလည်းအများကြီးဟုတ်တယ်နော်သူများက3လပဲကြာပဲမဲ့အဲ့ဒီမပုံတင်မရှိအိမ်ထောင်စုအညွတ်တပ်ပုံတွေမရှိဘူးဆိုရင်သူများတဲ့2လ3လပို့ပြီးအထဲကိုဝင်နေဆက်ပြနေရတတ်တယ်အဲ့အကြောင်းကိုကတော့ဘယ်လိုပြောမလဲအခုကလေးကပေါ့ကျွန်တော်လည်းအကြံပေးချင်တယ်ပေါ့နော်အဲ့လိုမျိုးမဖြစ်တင်တာတွေမဖြစ်ရအောင်ကြိုပြီးတော့ကိုဖုန်းထဲမှာမပုံတင်ကိုတပ်ပုံရိုက်ထားပါရှိတယ်ဆိုရင်အမြဲဆောင်ထားပါမပုံတင်လည်းမရှိတော့ဘူးပျောက်သွားပြီဆိုရင်အိမ်ကနေအိမ်ထောင်စုစင်းကိုတပ်ပုံရိုက်ပြီးတင်ထားပါအဲဆိုတော့ကိုယ့်အတွက်ကိုကတော့ကဲလို့ဖန်ခံမိသွားလဲတော့3လဆိုရင်3လနဲ့ထွက်လာနိုင်တယ်မဟုတ်ဘူးဆိုရင်သူများတဲ့2လ3လ4လထက်တောင်မှကြာပြီးတော့အမျိုးထောင်ကြတတ်တယ် Okay